အားလုံးပဲမင်္ဂလာပါ Knowledge Sharing My Account Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကအားလုံးအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဘာအကြောင်းအရာလေးလဲဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာပြောချင်တဲ့အကြောင်းအရာက interview ကိုအကြာကြီးစောင့်ပြီးတော့မှတကယ် interview ဖြေတဲ့အခါမှာမအောင်လိုက်တာကြောင့်အခွင့်အရေးဆုံးရှုံးနေကြသူတွေအများကြီးကျွန်တော်တို့နိုင်ငံမှာရှိပါတယ်ဒီတော့ cruise ship interview ကဘယ်လိုမျိုးဖြေရမလဲကိုကဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ကရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ cruise ship interview က experience အောင်တာတစ်ခုတည်းနဲ့မလုံလောက်ပါဘူးတင်းရဲ့ဖြေတဲ့ပုံစံယုံကြည်မှု body language က interview result ကိုအများကြီးဆုံးဖြတ်ပေးပါတယ်ဒီဗီဒီယိုထဲမှာတော့ cruise ship interview ကိုအောင်မြင်ဖို့အရေးအကြီးဆုံး tips 10ချက်နဲ့ interview mail လေးရှိတဲ့ question တွေကိုကျွန်တော်ရဲ့ experience အပေါ်အခြေခံပြီးပြောပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင် interview အောင်နိုင်ခြေအရန်မြင့်သွားပါလိမ့်မယ်နံပါတ်1အနေနဲ့ကျွန်တော်ပြောချင်တာက cruise ship အတွက် interview ဆိုတာဘာလဲ cruise ship company တွေက candidate တွေကိုရွေးချယ်တဲ့အခါဒီအချက်3ချက်ကိုအဓိကကြည့်ပါတယ်နံပါတ်1အနေနဲ့ customer service skill နံပါတ်2အနေနဲ့ communication skill နံပါတ်3အနေနဲ့ attitude ဖြစ်ပါတယ်တချို့လူတွေက experience အရန်ကောင်းပေမဲ့ interview မှာ communication မကောင်းတာကြောင့် reject ဖြစ်သွားတတ်ပါတယ်ဒါကြောင့် interview အတွက်ကိုက prepare ကောင်းကောင်းလုပ်ထားရမယ်ဆိုတာကိုသိထားရပါမယ် prepare ကအရန်အရေးကြီးပါတယ်နံပါတ်1နဲ့ပြောပြချင်တာကကိုလုံးမဲ့ company ကို research လုပ်ထားပေးရမှာဖြစ်ပါတယ် interview မတိုင်ခင်ကို apply လုပ်ထားတဲ့ cruise company ကို research လုပ်ထားပေးရပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် company ရဲ့နာမည်တဲတဲမောတွေကဘယ်လမ်းကြောင်းကိုသွားနေလဲဆိုတာတွေကိုကိုကသိထားရမှာဖြစ်ပါတယ် interview မှာဒီအချက်တွေကို interviewer ကမေးနိုင်ပါတယ်ကျွန်တော် interview တစ်ခုဖြေတော့ကဆိုလို့ရှိရင် interviewer ကသူတို့ရဲ့ company မှာရှိတဲ့သင်္ဘောအချို့ကိုပြောပြပေးပါလို့ကျွန်တော်ကိုမေးပါတယ် interviewer ကျွန်တော်ကိုမေးတဲ့မေးခွန်းတစ်ခုက What do you know about our company ဘယ်လိုသိထားလဲဆိုတာကိုသူတို့မေးပါတယ်ဒီလိုမေးတဲ့အချိန်မှာကိုကနေပြီးတော့ I don't know much about the company လို့ဖြေရင်တော့ကွမ်းပါပြီဒီနေရာမှာကျွန်တော်တို့ကကိုကသူ့ company ကိုသိတဲ့အကြောင်းပြောရပါမယ်ပြီးရင်ကျွန်တော်တို့ research လုပ်ထားတဲ့ဟာတွေကိုသူ့ကိုထည့်ပြောရပါမယ်ဥပမာအနေနဲ့ကျွန်တော်ရဲ့ interview မေးတဲ့လူကနေပြီးကျွန်တော်ကိုမေးပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကမင်းတို့ company ကိုငါသိတယ်ဘယ်နှစ်ခုနှစ်ကနေထူထောင်တယ်ဒီ company ကနေပြီးတော့ foundation တွေကိုလှူနေတယ်ဆိုတာကိုပါကျွန်တော်ကထည့်ပြောခဲ့ပါတယ်အဲ့ဒီအတွက် interviewer ကကျွန်တော်ကိုအရန်ကိုသဘောကျသွားပါတယ်အဲ့တော့ तू ကငါတို့တော့မသိဘူးမင်းကဒါတွေကိုသိနေတာပဲမင်းအရန်ကို interview အတွက်ပြင်ဆင်ထားတာပဲလို့ သူကကျွန်တော်ကိုပြောပါတယ် tip 2အနေနဲ့ confidence အရန်အရေးကြီးပါတယ် interview မှာ confidence မရှိရင် answer ကောင်းလဲ impression မကောင်းနိုင်ပါဘူး confidence ပြဖို့အချက်3ချက်ရှိပါတယ် eye contact smile clear voice ဒီ3ခုအရန်အရေးကြီးပါတယ် cruise ship job က guest interaction အရန်များတဲ့ job ဖြစ်ပါတယ်ဒါကြောင့် interviewer ကဒီလူ guest နဲ့ပြောနိုင်မလားဆိုတာကိုသူကစောင့်ကြည့်နေတာဖြစ်ပါတယ် tip 3အနေနဲ့က English communication practice ဖြစ်ပါတယ် cruise ship interview အများစုကို English နဲ့လုပ်ပါတယ် English perfect ဖြစ်စရာမလိုပါဘူးဒါပေမဲ့ clear speaking simple grammar understandable answers လိုပါတယ် practice လုပ်လို့ရတဲ့နည်းတွေအများကြီးရှိပါတယ်ကျွန်တော်ဆိုလဲ practice လုပ်တဲ့နည်းတွေအများကြီးတည်းမှာကျွန်တော်လုပ်နေကြ practice 3ခုနဲ့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပါမယ်နံပါတ်1အနေနဲ့က mirror practice ဖြစ်ပါတယ်နံပါတ်2အနေနဲ့က friend practice ဖြစ်ပါတယ်
နံပါတ်3အနေနဲ့က phone recording ဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းကို recording လုပ်ပြီးတော့ကိုယ့်ရဲ့ answer ကိုပြန်ပြီးတော့နားထောင်ကြည့်ပါကိုယ့်ရဲ့လေယူလေသိမ်းကိုယ့်ရဲ့ pronunciation ဒါတွေကိုပြန်ပြီးတော့နားထောင်ကြည့်ပါနေ့တိုင်း10မိနစ်ကနေ15မိနစ်လောက်ပဲ practice လုပ်ရင် improvement မြန်ပါတယ် tip 4အနေနဲ့က customer service experience ကို emphasize လုပ်ပါ cruise ship ကြော်တွေမှာ casino restaurant bar housekeeping ဘယ် department ဖြစ်ဖြစ် customer service ကအရန်အရေးကြီးပါတယ်ဥပမာအနေနဲ့ interviewer မေးလို့ရှိရင် I enjoy working with people and helping guests have a great experience ဒီလိုမျိုးစကားလုံးမျိုးတွေကိုညှက်ပြီးတော့သုံးသွားရပါမယ်ဒါဆိုရင် interviewer က positive attitude ရှိတဲ့လူတွေကိုပို့ပြီးရွေးတဲ့အတွက် chance ပိုများနိုင်ပါတယ် tip 5အနေနဲ့က common interview question ဖြစ်ပါတယ် cruise ship interview မှာမေးလို့ရှိတဲ့ question အများစုထဲမှာပထမဦးဆုံးသူတို့မေးလို့ရှိတဲ့မေးခွန်းတစ်ခုက tell me about yourself ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့နာမည်ပြီးရင်ကိုယ့်ရဲ့အသက်ပြီးရင်ကိုယ့်ရဲ့ working experience တွေကိုဖော်ပြပါကိုယ့်ရဲ့အကြောင်းနဲ့ကိုယ့်ရဲ့ working experience ကို focus ထားပြီးတော့ပြောပါပြီးရင်နောက်တစ်ခုအနေနဲ့သူတို့မေးလေးရှိတာက why do you want to work on a cruise ship ဒီ cruise ship သင်္ဘောပေါ်မှာမင်းကဘာလို့အလုပ်လုပ်ချင်တာလဲဒါဆိုလို့ရှိရင်ကျွန်တော်တို့က cruise ship သင်္ဘောပေါ်မှာကိုက experience နေအများကြီးသင်ယူခြင်းနဲ့ကဘာပတ်ခြင်းနဲ့ဆိုတဲ့ဟာကို focus လုပ်ပြီးတော့ပြောပါနောက်တစ်ခုအနေနဲ့က how do you handle difficult guests အဲ့တော့ဒီလိုလူမျိုးတွေနဲ့တွေ့ခဲ့လို့ရှိရင်မင်းဘယ်လို handle လုပ်မှာလဲဆိုတာကိုဒီဟာတွေကိုပတ်ပြီးတော့မေးနေတတ်ပါတယ်အဲ့တော့ကိုကတည်ငြိမ်နဲ့သူတို့ပြောတာကိုနားထောင်မယ်ဘာပြဿနာဖြစ်လဲဆိုတာကိုကနေပြီးတော့နားထောင်ပြီးရင်အဓိကအရေးကြီးတဲ့ point ကကိုယ့်ရဲ့ supervisor ကို handle မလုပ်နိုင်တဲ့အခါမှာအကြောင်းကြားရပါမယ်ဆိုတာကိုပြောလိုက်လို့ရှိရင်သူတို့အရန်ကြိုက်ပါတယ်အဓိကကတော့ကို handle မလုပ်နိုင်တော့တဲ့အခါကိုယ့်ရဲ့ supervisor ကို inform လုပ်ရမှာဖြစ်ပါတယ်ဒါအရန်အရေးကြီးပါတယ် tip 6အနေနဲ့က body language ဖြစ်ပါတယ် body language က interview result ကိုအရန် affect လုပ်ပါတယ်အဲ့တော့ကောင်းတဲ့ body language good body language ဆိုတာဘာလဲဆိုလို့ရှိရင် sit straight ခါကိုမမတ်ထိုင်ပါ smile ပြုံးနေပါသူပြောတာကိုသူ့ရဲ့မျက်လုံးတက်ကိုကြည့်ပြီးတော့နားထောင်နေရမှာဖြစ်ပါတယ်အဲ့တော့ bad body language ဆိုတာဘာတွေလဲဆိုတော့ခေါင်းငုံနေတာလက်ပိုက်ထားတာ eye contact မရှိတာ eye contact ကတော့တကယ်ကိုအရေးကြီးတယ်ဗျသူပြောနေတဲ့အချိန်မှာသူ့ရဲ့မျက်လုံးကိုတက်စိုက်ကြည့်နေရတာမျိုးကို interviewer တွေကပို့ပြီးသဘောကျပါတယ်ဥပမာကျွန်တော်တို့ကလူတွေ့ဖြေမယ်ဒါမှမဟုတ် website ကနေကျွန်တော်တို့ interview ဖြေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာကိုတဲ့ကြည့်ပြီးတော့ပြောတာကပိုကောင်းပါတယ်ဒီလိုမျိုး professional image ကိုပြောင်းလဲစေနိုင်ပါတယ် tip 7အနေနဲ့ကတော့ appearance ဖြစ်ပါတယ်ရုပ်ရည်သွင်ပြင်ပေါ့ဗျာကိုကရုပ်ချောနေစရာလိုအပ်ပါဘူး cruise ship interview မှာ professional appearance ကအရန်အရေးကြီးပါတယ်ယောက်ျားလေးတွေအနေနဲ့က t-shirt အဖြူဝတ်မယ်ဘောင်းမီအမဲဝတ်မယ်သပင်ကိုတိုးနဲ့တေးတက်ညှက်ထားရပါမယ် main ကလေးတွေနဲ့အတွက်ကတော့ simple professional look ဖြစ်နေရပြီပေါ့ဗျာအဲ့တော့ first impression ကအရန်အရေးကြီးပါတယ်ကျွန်တော် interview ဖြေတုန်းကဆိုလို့ရှိရင်အင်ဂျီအဖြူဘောင်းမီအမဲဝတ်ပြီးတော့ကျွန်တော်ဖြေခဲ့ပါတယ်ကျွန်တော် interview ကကျွန်တော်လူတွေဖြေခဲ့တာလည်းရှိတယ်ပေါ့နော် website မှာနေပြီးတော့ကျွန်တော်ဖြေခဲ့တာလည်းရှိပါတယ် website မှာဖြေတုန်းကဆိုရင်အင်ဂျီအဖြူ column နဲ့ကျွန်တော်ဝတ်တယ်ဒါပါပဲကျွန်တော်အောက်ကတော့ဘောင်းမီတိုနဲ့ကျွန်တော်ဖြေခဲ့တာပါဘာဖြစ်လို့လဲဆိုတော့ website မှာဖြေတုန်းက webcam ကနေပြီးတော့ကျွန်တော်အပေါ်ပိုင်းပဲမြင်ရတာလေဗျာအောက်ပိုင်းမှာမမြင်ရတာအဲ့တော့အောက်ပိုင်းကကြိုက်တာဝတ်လို့ရတယ် tip 8ရိုးသားမှုရှိရပါမယ်
တချို့လူတွေကကို့မှာ experience မရှိတာကိုလိမ့်လဲပြီးတော့ဘာ experience တွေရှိပါတယ်ညာ experience တွေရှိပါတယ်ဆိုပြီးတော့ဖြည့်တဲ့လူတွေရှိပါတယ် interviewer တွေက experience အရန်များတဲ့သူတွေဆိုတာကိုမမေ့ပါနဲ့ကိုကလိမ့်လိုက်လို့ရှိရင်သူတို့လွယ်နဲ့သိနိုင်ပါတယ်ကိုကအရန်ကို experience ရှိပါတယ်ဘာညာဆိုပြီးတော့လိမ်ဖြေတဲ့အခါမှာသူတို့မေးတဲ့မေးခွန်းတွေကိုတိတိကျကျ properly မဖြေနိုင်ဘူးဆိုလို့ရှိရင်ဒါသူတို့သိသွားပါပြီအဲ့တော့ကိုမှအရှိတိုင်း experience ကိုသူတို့ကိုပြောပြရမှာဖြစ်ပါတယ်လိမ်ပြီးမပြောပါနဲ့သူတို့သိပါတယ် tip 9သူတို့မေးခွန်းတွေပြန်မေးပါ interview အဆုံးမှာ interviewer ကမေးတတ်ပါတယ်ဘာမေးချင်သေးလဲဒါဆိုလို့ရှိရင်ကိုကဘာမှမမေးချင်တော့ပါဘူးလို့မဖြေပါနဲ့ဥပမာအနည်းဆုံးတော့ဘလို့ trainee တွေတင်မောပေါ်မှာငါတို့ရောက်သွားရင်ပေးအောင်မှာလေဆိုတဲ့အကွန်ပြန်မေးတင်ပါတယ်တော့တော့အနည်းဆုံးတော့သူ့ကိုပြန်မေးတင်ပါတယ်ဘာမှဖြေစရာမရှိတော့ပါဘူးဆိုပြီးတော့ interview ကိုအဆုံးမတတ်ပါနဲ့ဒီလိုမေးတာကကိုကသူ့ရဲ့အလုပ်ကိုစိတ်ဝင်စားမှုရှိကြောင်းသူကကိုမြင်စေပါတယ် tip 10အနေနဲ့ကတော့ကျွန်တော်တို့ positive ဖြစ်ပါတယ်ဘလို့ positive လဲဆိုတော့တစ်ခါတလေကျွန်တော်တို့ interview ကျသွားတာတွေပါတယ်လေဖြစ်နိုင်ပါတယ်အဲ့တော့ interview ကျသွားပြီဆိုတာဟာကိုဘဝကြီးရဲ့အဆုံးသတ်မဟုတ်ပါဘူး cruise industry တွေမှာ second chance တွေအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့ cruise ship သင်္ဘောတွေကအများကြီးရှိပါတယ်ဒီ interview မှာမအောင်ရင်နောက် interview သွားဖြစ်မယ်ပေါ့ဗျာအဲ့တော့ကိုကဒီ interview ကိုကြားခဲ့တယ်ဆိုရင်ကိုကရှေ့ interview မှာကိုဘာတွေလိုအပ်ချက်ရှိခဲ့လဲကိုဘာတွေပြင်ဆင်မှုတွေလိုအပ်ခဲ့လဲဆိုတာကို learning လုပ်ပြီးတော့ပို့ပြီး improve ဖြစ်သွားနိုင်ပါတယ်အဲ့ဒီတော့ cruise ship interview အောင်ဖို့ဆိုတာက experience တစ်ခုတည်းနဲ့မလုံလောက်ပါဘူးပြင်ဆင်မှုတွေရှိရမယ်ကိုယ်ကိုယ်ယုံကြည်မှုရှိရမယ် communication သူတို့နဲ့ပြောနိုင်တဲ့ communication လိုအပ်ပါတယ်ဒီ interview အောင်ဖို့အတွက်ဒီလိုမျိုးအချက်၃ချက်ရှိရင် interview အောင်ဖို့အတွက် chance အရန်မြင့်ပါတယ်ဒီတော့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ knowledge sharing by ကောင် channel ကို like and subscribe လုပ်ပေးသွားပါခင်ဗျာဒီ channel မှာ cruise ship ပေါ်မှာဘာတွေလုပ်ကြတယ် cruise ship ရဲ့အကြောင်းမှန်သမျှကိုကျွန်တော်ကဆက်ပြီးတော့ sharing လုပ်သွားပေးပါမယ်အဲ့ဒီတော့ knowledge sharing by ကောင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့မိတ်ဆွေတို့ရဲ့ subscribe တစ်ချက်ကကျွန်တော်ကိုအကူအညီပေးရရောက်ပါတယ်ခင်ဗျာအဲ့ဒီတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါဦးမယ် Thank you guys